ဘန်ကောက်မှာနေပြီး office job ကိုဖြတ်သန်းနေတဲ့မိန်းကလေးတယောက်ရဲ့တရက်တာ Monday က office job အလုပ်လုပ်နေတဲ့သူတွေရဲ့နိုင်မဲဆိုပေမဲ့ start အတွက်ကတော့ Thursday ကနိုင်မဲပါဒီနေ့ကတော့ weekend ရုံးပိတ်ပြီးပြန်ဖွင့်တဲ့နေ့ဆိုတော့ဒီတစ်ပတ်ကိုလည်းပုံမှန် daily routine နဲ့ပဲစတင်ပါမယ် Thursday တိုင်းက start အတွက်အလုပ်အများများတဲ့နေ့ဆိုတော့ဘာမှမလုပ်ခင်မှာကိုယ်တိုင် refresh ဖြစ်သွားအောင် shower လုပ်ပြီးတော့မနက်စာစားဖို့ပြင်ဆင်ပါတယ် breakfast ကတော့ up wine နှလုံးနဲ့ bread toast လေးကိုစားလိုက်ပါတယ် everything is ready ဖြစ်ပြီဆိုတော့ရုံးကိုသွားလိုက်ပါတော့မယ်ရုံးသွားတဲ့လမ်းမှာတနေ့တာစားချင်တာလေးတွေကို 7-Eleven အနေဝင်ဝယ်လိုက်ပါတယ်အမတီကနေရုံးကိုရောက်ဖို့အတွက် shuttle bus တက်ရှိတော့ရုံးသွားရတာအရင် comfortable ဖြစ်တယ်ဆိုင်ကိုလည်းရောက်ပြီးဒီနေ့ရဲ့ busy အရင်ဖြစ်တဲ့တရက်တာကိုစတင်ပြီးဖြတ်သန်းရပါမယ်ဒါကတော့ကျမတို့ဆိုင်ရဲ့အချောလေးတွေပါဒီနေ့က weekly meeting လေးလည်းရှိရယ် presentation လုပ်ဖို့လည်းပြင်ရမယ်တပတ်စာ social media inside report တွေကိုလည်းတင်ရအောင်မယ်ဒီတပတ် Sunday မှာလည်း event ရှိရယ်ဆိုတော့ဒီ event အတွက်ကိုလည်း communication အတွက်ပြင်ရအောင်မယ်ဆိုတော့မနက်တစ်ပိုင်းကဘလို့ချိန်ကုန်လို့ကုန်သွားမှန်းတော့မသိလိုက်ပါဘူးဒီနေ့ကနေ့လည်စာကိုလည်း coworker တွေနဲ့ enjoy လုပ်ဖြစ်ခဲ့တယ်နေ့လည်စာကိုအဲ့လိုအချိုလေးစားလိုက်ရမှဒီနေ့တရက်တာစိတ်ကျဉ်တဲ့မူရသွားရလို့ခံစားရတယ် lunch break လေးလည်းပြီးသွားပြီဆိုတော့လုပ်စရာရှိတာတွေကိုဆက်လုပ်ပါတယ် meeting ပိုင်းကတော့ confidential ဖြစ်လို့ဒီ video ထဲမှာမထည့်လိုက်ပါဘူး meeting လေးလုပ်ပြီးသွားပြီး presentation ကလည်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုတော့ပြီးတော့ဖြစ်နေပါပြီ he is my coworker always trying to join in my vlog report တွေအတွက်ပြီးသက်စရာရှိတာပြီးသက်ပြီးတော့ report တင်တယ်ပြီးကြတော့ next event အတွက် communication plan တွေကို brainstorming လုပ်တယ်ဆိုတော့ဒီနေ့9 နာရီလောက်ထုတ်ပြီးတော့ step ပြန်ပါတော့မယ် comfort ဖြစ်တဲ့ sneaker လေးကိုလည်းပြီးတော့အိမ်ပြန်ပါပြီအိမ်ပြန်တဲ့လမ်းမှာမနှက်ပြန်ဟင်းချက်စားခြင်းလို့ step က big sima ဝင်ပြီးတော့အသားလေးတွေလိုအပ်တာလေးတွေကိုဝင်လိုက်ပါတယ်လမ်းမှာ piano တီးရလေးတစ်ဖြန့်နားထောင်ရင် office light ကိုဖြတ်သန်းနေရတယ်ဆိုပေမဲ့နေ့ရက်တိုင်းက different mode different type နဲ့ဖြတ်သန်းနေရဒီနေ့ရဲ့ညစာတော့သွားလဲနာနေရနဲ့ဘာမှမစားနိုင်တဲ့အသီးလေးဝင်ဝယ်ပြီးတော့အိမ်ပြန်လိုက်ပါတယ်အိမ်ပြန်ရောက်တော့လမ်းမှာဝယ်ထားတဲ့အသီးလေးတွေကိုနားယူရင်တစ်ဖြတ်စားမနှက်ပြန်တော့စားကျင်နေတဲ့စက်သားနဲ့မုန်ညင်ချင်းလေးကိုချက်ပြီးတော့ရေကတက်တာလေးကိုတင်ထားပါတယ်ခင်းနေလေးချက်ပြီးဒီနေ့ကဂျင်လည်းမသွားဖြစ်ဘူးဆိုတော့ကွန်ဒိုထဲမှာပဲမိနစ်30-45မိနစ်လောက်ကြော်ဂျင်လုပ်လိုက်ရှောက်လုပ်လိုက်ပါတယ်တနေ့ကုန်ထိုင်ပြီးအလုပ်လုပ်နေရတဲ့သူမလို့ self care အနေနဲ့ physical exercise တွေကို daily routine နဲ့မှာအမြဲထည့်ထားဆိုတော့ဒီနေ့ရဲ့ vlog လေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်